Hello အားလုံးမင်္ဂလာပါကျွန်တော်ဒူးရီနဲ့ပတ်သက်တာဒူးရီပို့ခါပါကျွန်တော်ခုနကတော့ဗီဒီယိုရှိကျွန်တော်တင်ပြီးတာဒါ short မှာတင်ဖို့ပြန်ပြီးဗီဒီယိုပြန်ရိုက်တာပေါ့နော်အဲ့ဒါဘာလဲဆိုတော့အရှိကြည့်ချင်တယ်ဆိုရင်တော့ဟိုမှာကြည့်ပါနော်ကျွန်တော်ရဲ့ channel မှာဝင်ကြည့်ပါအဲ့ဒါကဗုဒ္ဓဟူးနေ့မှာအလဲတစ်6ဖြစ်တာပေါ့နော်ဗုဒ္ဓဟူးမှာအလဲတစ်6ဖြစ်တယ်ဆိုရင် तू ကနှစ်ကြံဂျာရီနဲ့အပိတ်နေမှာတေးနဲ့အပိတ်မှာ तू တင်းနဲ့3ခွန်အခွေစုပြီးလိုက်တယ်ပေါ့နော်အဲ့ဒါတေချာလေးဟိုမှာပြောထားတယ်ပြီးနောက်တစ်ခုကကျတော့ဗုဒ္ဓဟူးနေ့ထိပ်ပိတ်ခွန်8ဖြစ်တဲ့ဟာပေါ့နော်အဲ့မှာဆိုရင်လေသူက2ရက်တည်းမှာ4ခုချင်းပြတ်မတော့တူတော့မတူဒါပေမဲ့2ခုလုံးလာနိုင်တယ်ပေါ့နော်ပြီးနောက်တစ်ခုပြောချင်တာကဒါမိတ်ဆွေအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုပေါ့နော်ဝင်ထားလို့ရတယ်ဒီမှာAMK ဒီ app ဆိုတာလေးရိုက်လိုက်ပါနော်AMK ပြင်ဒီAMK ပေါ့နော် A အသေးကနေစာရေးပေါ့နော်ဒီ A လေးကိုအရင်ရေးပြီး AMK 1.3ညရိုက်ဆိုင်ကျွန်တော်ရဲ့ channel ရောက်တယ်ပေါ့နော်အားလုံးကျေးဇူးပါကဲဗုဒ္ဓဟူးနေ့မှာအဆင်တာဘီနေ့မှာအဆင်ကြပါစေပေါ့နော်